ကျွန်တော်အသေးမှာမင်းသားကပြီးပြက်ဆက်တွေကပြီးငိုရင်းနဲ့အသေးတွေကနှုတ်လာတယ်မငိုတယ်ရင်တော့ဟောတော့မှအဖေးသေးတာတော့မငိုဘူးကျွန်တော်သေးရဘယ်လောက်မှလဲအဲ့လောက်ထိကိုချစ်ကြတာမိုးလင်းထိမပြန်ဘူးအဲ့ဒါ6ခွဲလောက်မှတိတ်ရတယ်ဒီကနေ့ကျကျွန်တော်တို့က limit ထားတာ10နာရီနဲ့6နာရီပဲဆရာနဲ့ဒီနိုင်ငံတကာလိုပေါ့နော်10နာရီနဲ့6နာရီပဲကမယ်ဒီကွက်တိစမယ်ပေါ့နော်10နာရီနဲ့နောက်ကျတာလည်းမဖြစ်ချင်ဘူးခြားထဲမှာဟာတာလည်းမဖြစ်ချင်ဘူးသူ့ plan နဲ့သူ4နာရီထိုးတာနဲ့နှစ်ပါးသားစထွက်ရမယ်အဲ့လိုမျိုးသူ့တိုင်မင်နဲ့သူထားတာအဲ့ဒီအချိန်မှာတိုင်မင်လဲလူကလာကြည့်တဲ့ကျွန်တော်ရဲ့မိသားစုရဲ့မလျော့တဲ့အတွက်6ခွဲတိကတော့ကာ6ခွဲမှတော့မထားဘူးကျွန်တော်နှုတ်ဆက်ခွင့်ပြကျွန်တော်ညောင်လေးမင်းလေးမှာပွဲရှိလို့ပါဆိုပြီးတော့အဲ့လိုမျိုးကျွန်တော်အဲ့လောက်ထိကိုအားပေးကြတယ်ချစ်ကြတယ်မိုးလင်းထိတချို့ဆိုရင်အလုတ်ရှိတာပေါ့ကအလုတ်နောက်ကျခံပြီးအားပေးတယ်အရေးပြက်ခံပြီးအားပေးကြတယ်အဲ့လိုစိုင်းရင်ကဒီရန်ကုန်ဇာတိအော်ရန်ကုန်ဇာတိမဟုတ်ဘူးကျွန်တော်ကစကိုင်းတိုင်းဒေသကြီးကတာမြို့နယ်ငါးတက်လေးရွာအဖေကတော့ဆုံးသွားပြီဖေကတော့10နှစ်လောက်ရှိပြီဆုံးသွားတာဟောအမေရရှိပြီညီကိုမောင်နှမ6ယောက်ကျွန်တော်ကအငယ်ဆုံးလေးအမေရောအခုချိန်မှာအောင်မြင်နေတဲ့ကိုယ့်ရဲ့ဘဝဘယ်လောက်ဒီဟိုမှာဂုဏ်ကြီးယူနေတယ်ဂုဏ်ကြီးယူနေတာပေါ့ဟာဗီဒီယိုတွေကျွန်တော်ကတဲ့ဗီဒီယိုတွေအဲ့ကျွန်တော်ရဲ့တူမလေးတွေကသူ့ဖုန်းနဲ့ tablet ထဲထည့်ပေးတယ်အဲ့တော့တနေ့ကိုအခါ20လောက်ကြည့်နေတပုတ်တော့ပေါ့အဖေရောမေရောအောင်မြင်တာကိုလိုချင်တာပဲဒါပေမဲ့အဖေကအဲ့ဇက်ကြီးရတာဝါသနာပါတယ်ဒါပေမဲ့လည်းဟိုဟာတာမင်းသားဖြစ်သွားတော့သူမတွေ့လဲရအောင်ဆိုတာအဖေဆိုတော့ပူကြွားမယ်ထင်တယ်ဒီကိုသားကိုလေတရွာလုံးကိုပတ်ကြွားမှာဘာလဲဆိုတော့ဒီကျွန်တော်ကျောင်းမှာ4နှစ်တက်ပြီးတော့ကျောင်းကနေပြီးကျွန်တော်ဂျပန်ကိုချစ်ကြည်အနုပညာဖြောပြရေးနဲ့တလခွဲလွတ်လိုက်တယ်လွတ်လိုက်တာကိုဂျပန်လေးသွားပြီးတော့ဖြောပြတာတော့အဖေမှာကြွားလို့မပြီးနိုင်ဘူးအဲ့ဒီတော့ကအဖေနေမကောင်းစားဖြစ်နေတာတော့မှသူဆေးရုံမှာကြွားအိမ်မှာလာတဲ့လူနာမေးဆိုလဲဒီသားဂျပန်ကကျွန်တော်အသေးမှာမင်းသားကပြီးပြက်ဆက်တွေကပြီးငိုရင်းနဲ့အသေးတွေကနှုတ်လာတယ်မငိုတယ်ရင်တော့ဟောတော့မှအဖေးသေးတာတော့မငိုဘူးကျွန်တော်သေးရဘယ်လောက်မှလဲပြက်ဆက်ကလည်းမငိုလို့ငိုအောင်ကိုမနှဲကျင်တာအခုမှအသေးကိုနှုတ်အောင်လို့မနှဲပြန်ကျင်ခံစားရအောင်ကျွန်တော်ရင်တော့မချစ်တောင်မခံစားရဘူးအခုတော့တော်ရင်အခုကတော့နှုတ်တယ်လို့ပြောတယ်ဟိုတောင်းတော့ကိုဟိုမှာကတော့ကလည်းအမေချောင်းပြောရင်လည်းငိုလာအဲ့ခဏဖြတ်တော့ဘယ်နာနေပြောမှလည်းပြောစစ်လို့ခုနကလည်းကိုပြောတာလေကောင်းအဖေကတော့ပုံကုန်ယူဖြစ်မှာပေါ့နော်ဘာလို့လဲဆိုတော့ဂျပန်သွားတာတောင်မှဒီအကုန်လုံးပတ်ကြွားနေအမေလည်းအခုကြွားတယ်ကြွားတယ်ဆိုတော့ကျွန်တော်ထင်တာအဖေဆိုတော့ပူပတ်ကြွားပြင်းမယ်ထင်တယ်လို့အမေကဒီဥပုပ်ချောင်းသွားလဲသူဖုန်းလေးယူပါပြီးတော့တားဖုန်းလေးကိုအဲ့လိုမျိုးပြတာပေါ့